โอเคပထမဆုံးအနေနဲ့ကတော့ COD AM ဖြစ်ပါတယ်ခင်ဗျ COD AM ကတော့ကိုသိကျင်တဲ့သချင်းတွေရဲ့ COD တွေကိုရှာလို့ရမှာဖြစ်ပါတယ် YouTube လို့သချင်းမျိုးတွေတဲ့ဟာတွေကိုလည်းတိုက်ရိုက်ထည့်ပြီးရှာလို့ရပါတယ် download ချစရာမလိုပဲねပေါ့နော်ပြီးသွားလို့ရှိရင်တော့ Dolby On လေးပဲဖြစ်ပါတယ် Dolby On ကတော့ vocal တွေကိုเนาะစူညံတန်တွေကို short ချပေးမယ် noise တွေ short ချပေးမယ်အားလေးပဲဖြစ်ပါတယ်အဲ့တော့ vocal ကိုဖုန်းနဲ့ဖမ်းချင်တဲ့ပေါ်လာတွေအတွက်အဆင်ပြေပါတယ်ခင်ဗျကိုကဖမ်းပြီးရတယ်အခုလိုမျိုးမြင်ရမှာဖြစ်ပါတယ်သူပဲ noise reduction တွေ EQ တွေအကုန်လုံးလုပ်ပေးပေါ်မှာဖြစ်ပါတယ်ခင်ဗျနောက်တတိယတစ်ခုကတော့ band lab ပဲဖြစ်ပါတယ် band lab ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ pose တွေတင်လို့ရတယ်ပြီးတော့ mastering လုပ်ရမယ် vocal တွေချီတီလုံးတွေကိုခွဲလို့ရမယ်ပြီးရင်နောက်အခုလို drum machine တွေပါတယ်တချင်းတွေကိုတီးလို့ရမှာဖြစ်ပါတယ်ပြီးရင် vocal တွေဆိုလို့ရမယ်ပြီးရင် pose တွေတင်လို့ရမယ်နေရာလေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်ရဲ့ဒါapp လေးပဲဖြစ်ပါတယ်သူမှဆိုလို့ရှိရင်တော့ music နဲ့ဆိုင်တဲ့ sound bar တွေပါမယ်ဒါလို့ဆိုကျွန်တော်တင်လာတဲ့เนาะ free course တွေပါမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့အပြင်းပြေ ear training လုပ်လို့ရတဲ့ game လေးတွေလည်းထည့်ပေးတာမှာဖြစ်ပါတယ်ခင်ဗျအသေးစိတ်လေးတွေကိုနောက် video အရှိလေးတွေနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပါမယ် channel လေးကို like and subscribe လုပ်ပေးထားပါအောင်ခင်ဗျ